CEO ဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့အခါသူအရင်ဆုံးလုပ်ခဲ့တဲ့အလုပ်ကဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ကိုအတင်းအကျပ်အနိုင်ကျင့်လက်ထပ်ခဲ့တာပါဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့သူဟာထိုမိန်းကလေးတစ်ယောက်တည်းကိုပဲနှိပ်စက်စော်ကားဖို့အတွက်အိမ်ထဲကိုမိန်းမတစ်ယောက်ပြီးတစ်ယောက်တပွဲပွဲခေါ်လာခဲ့ပါတယ်သူ69ယောက်မြောက်မိန်းမကိုအိမ်ခေါ်လာတဲ့အချိန်မှာတော့ထိုမိန်းကလေးဟာအကြီးအကျယ်ဆုံးသွားခဲ့ရတယ်ဘာလို့လဲဆိုတော့ဒီတစ်ခါသူ့အနားမှာပါလာတဲ့မိန်းမကတခြားသူမဟုတ်ပဲသူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေလို့ပါဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးတာမန်ကာရှန်ကားပဲသွားမတ်မွန်တီးတစ်တာအချို့သွားယူခဲ့ချေလို့ပြောရင်းငွေဆက်ကူထုတ်ကြီးနဲ့မိန်းကလေးရဲ့မျက်နှာကိုပြစ်ပေါက်လိုက်ပါတယ်ဒါပေမဲ့မိန်းကလေးကတော့ပတ်စံတရွက်မှကောက်မယူခဲ့ပါဘူးအဲ့ဒီအစားမျက်ရည်ဝိုင်းသားနဲ့ရှင်ကျမရဲ့အချစ်ဆုံးတငယ်ချင်းကိုတော့မချန်ခဲ့ဘူးလားဟင်လို့မေးလိုက်ပါတယ်အဲ့ဒီအခါအမျိုးသားကတွေးအေးနဲ့ပဲမင်းငါ့ကိုထားခဲ့တော့ငါကောတစ်ချက်လောက်ဖြစ်ဖြစ်တွေးပြီးမှထွက်သွားခဲ့တာလားလို့ပြန်ပြောခဲ့တယ်ဒီစကားကိုကြားတော့မိန်းကလေးရဲ့နှလုံးသားတစ်ခုလုံးကျဉ်းမွားသွားခဲ့ပြီးသူတို့နှစ်ယောက်ကောလိပ်ကျောင်းမှာအကောင်းဆုံးဆုံတွေ့ဖြစ်ခဲ့ကြတဲ့လွန်ခဲ့တဲ့နေ့ရက်တွေကိုပြန်တွေးမိသွားပါတယ်တကယ်တော့သူတို့မင်္ဂလာဆောင်ဖို့တရက်အလိုမှတင်မိန်းကလေးကငါရဲ့နှလုံးသားကအာနာရှိတဲ့တထေးကြီးတစ်ယောက်စီရောက်သွားပြီးနေ့လိုစင်းရဲသားတစ်ယောက်နားမှာငါရဲ့လူပြိုဖော်ရွယ်တွေကိုအလားအမဖြုံတီးနိုင်ဘူးလို့ပြောပြီးသူ့ကိုရုတ်တရက်လမ်းခွဲခဲ့တာပါကောင်လေးကငိုယိုပြီးဒူးထောက်တောင်းပန်ခဲ့ပေမဲ့သူမလှည့်တောင်မကြည့်ပဲထွက်သွားခဲ့တယ်အဲ့ဒီနေ့မှာပဲကောင်လေးကသူ့မနောက်ကိုလိုက်ရင်းမတော်တဆမှုဖြစ်ပြီးပြင်းထန်တဲ့နာကြီးမုန်းတိစိတ်တွေနဲ့ကြံ့ရစ်ခဲ့တာပါဒါပေမဲ့အမှန်တရားကတော့မိန်းကလေးကသူ့ကိုအသက်ထက်မကချစ်ခဲ့တာပါဒါကြောင့်မို့လို့ပဲမတော်တဆမှုဖြစ်စဉ်ကသူ့တက်ကိုကယ်ဖို့အတွက်သူမရဲ့ကြောက်ကက်တစ်လုံးကိုတိတ်တဆိတ်လှူဒန်းခဲ့ပြီးဆရာဝန်ကလည်းကျမကြောက်ကက်ပေးခဲ့တယ်ဆိုတာသူ့ကိုဘယ်တော့မှမပြောပါနဲ့လို့မှာကြားခဲ့တာဖြစ်ပါတယ်တကယ်တော့မိန်းကလေးရဲ့ဖခင်ဟာလူ့ဝက်ဆောင်ထောက်ရဲရရှိတူဖြစ်ပြီးတာဝန်ထမ်းဆောင်ရင်းကြာရှုံးကမြည်သူမြည်ဝါဖြစ်ကြောင်းပေါ်သွားခဲ့တာပါဒါကြောင့်မာဖီးယားဂိုင်းတွေကမိန်းကလေးရဲ့မိသားစုတစ်ခုလုံးကိုတယောက်ပြီးတယောက်လှုပ်ကြံဖို့ပြစ်မှတ်ထားလာကြတယ်အဲ့ဒီတော့သူမရဲ့အချစ်ဦးကိုကာကွယ်ပေးနိုင်ဖို့အတွက်မိန်းကလေးကသူ့ကိုစွန့်ခွာဖို့ရွေးချယ်ခဲ့တာပါဒီလိုလမ်းခွဲပြီးတဲ့နောက်မှာတော့သူမရဲ့မိသားစုတစ်ခုလုံးတည်ဆုံသွားခဲ့ပြီးသူမတယောက်တည်းပဲအသက်ရှင်ကျန်ရစ်ခဲ့တာပါအခုတော့သူမဟာ CEO ရဲ့အမုန်းတရားတွေကိုခါးစီခံနေရပါတယ် CEO ကသူမကိုရွှေငါးပုတ်လို့တရော်စော်ကားတဲ့အခါမှာတော့သူမကငြိမ်သက်စွာပြုံးပြီးဟုတ်ပါတယ်ကျမကရွှေငါးပုတ်ပါပဲလို့ပဲဝန်ခံခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းကလမ်းခွဲပြီးတဲ့နောက်မှာ CEO ဟာမှောင်မိုက်တဲ့အရေးမဲကြီးထဲမှာရှင်တန်ခဲ့ရတာလို့ပြောပြပါတယ်မိန်းကလေးကတော့ဘာခံစားချက်မှမပြဘဲနေပေမဲ့တငယ်ချင်းဖြစ်သူကအမှန်တရားကိုထပ်ဖွင့်ချလိုက်တဲ့အခါစွန့်သွားခဲ့ရတဲ့တကယ်တော့ CEO ကနင့်ကိုပဲချစ်တာငါကနင့်ကိုကြောက်ကက်လူခဲ့တဲ့သူကငါပါလို့လိန်ပြောလိုက်လို့သာသူကငါ့ကိုလက်ခံခဲ့တာဒါကိုကြားတော့မိန်းကလေးကြီးကျယ်တုံးလောက်သွားခဲ့ရတယ်အဲ့ဒီနောက်မှာတငယ်ချင်းမကမျက်ရည်ကျပြီးအခုတော့နင်သူ့ကိုမချစ်တော့ဘူးမလားအဲ့ဒါကြောင့်သူ့ကိုငါစီပဲပေးလိုက်ပါတော့လို့တောင်းဆိုပါတယ်ဒါပေမဲ့စကားပြောပြီးတာနဲ့ချက်ချင်းပဲအဲ့ဒီတငယ်ချင်းမကမိန်းကလေးရဲ့လက်ကိုအတင်းဆွဲယူပြီး CEO ကမိန်းကလေးကိုပုံမုံသွားစေဖို့အတွက်သူမရဲ့ရင်ဘတ်ကိုဓာတ်နဲ့ပြန်ထိုးလိုက်ပါတော့တယ်မျောလင့်ထားတဲ့အတိုင်းပါပဲ CEO ရောက်လာပြီးအရာအလုံးကိုမြင်လိုက်ရတဲ့အခါဟိုတငယ်ချင်းမကိုပွေ့ချပြီးဆေးရုံကိုအပြေးလွှားခေါ်သွားခဲ့ပါတယ်ပြီးတော့မိန်းကလေးကိုလည်းဆေးရုံကိုအတင်းကျပ်ခေါ်ပြီးမင်းတို့နှစ်ယောက်ကသွေးအုပ်စုတူတူပဲမလားဒါကြောင့်မင်းသူမအတွက်သွေးလှူရမယ်လို့အမိန့်ပေးပါတယ်မိန်းကလေးကတော့သွေးစစ်လိုက်ရင်သူမကြောက်ကက်တလုံးပဲရှိတော့တာပေါ်သွားမှာဘူးကြောက်လို့လက်ဖြန့်သွားပြီးဘာမှဂရုမစိုက်တယ်လို့ဟန်ဆောင်ကအတင်းညှင်းဆန်ပါတယ်ဒါကိုမြင်တော့ CEO ကပတ်စံတွေနဲ့ပြစ်ပေါက်လိုက်ပြီး PR တွေအောက်မှာမိန်းကလေးကပတ်စံမတ်တဲ့သူလိုဟန်ဆောင်ကသွေးစစ်ဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့သူနာပြုဆရာမလေးကသွေးစစ်ချက်အစီရင်ခံစာယူလာတဲ့အခါဒီလူနာမှာကြောက်ကက်တလုံးပဲရှိတဲ့အတွက်သွေးလူလို့မရပါဘူးဆိုတဲ့အမှန်တရားပေါ်ထွက်လာခဲ့ပါတယ်ဒါတောင်မှ CEO ကဒါတွေအားလုံးဟာသွေးမလူခြင်းလို့ဟန်ဆောင်ထားတဲ့အလိညာတွေလို့ပဲယုံကြည်နေခဲ့တာပါဒါကြောင့်သူကမိန်းကလေးစီကနေသွေးကိုအတင်းအကျပ်ထုတ်ယူခိုင်းတာကြောင့်မိန်းကလေးဟာမေးလဲသွားခဲ့ပါတော့တယ်မိန်းကလေးသတိပြန်ရလာတဲ့အချိန်မှာစပွဲပေါ်မှာကိတ်မုတ်တစ်ခုကိုတွေ့လိုက်ရတယ်ဒါဟာ CEO ငငယ်ကသူ့မကိုချစ်ချစ်ခင်ခင်နဲ့အမြဲဝယ်ပေးလေးရှိတဲ့ကိတ်မုတ်မျိုးပါမိန်းကလေးကကိတ်မုတ်ကိုကင်ပြီးတငယ်ချင်းမရဲ့အခန်းရှိကိုတွားကြည့်တဲ့အခါ CEO ကအဲ့ဒီတငယ်ချင်းမကိုကျင်နာယူရစွာနဲ့ကိတ်မုတ်ခွန်ကျွေးနေတာကိုမြင်လိုက်ရပြီးရင်ထဲမှာအလွန်မင်းခံစားသွားရပါတယ်အဲ့ဒီခိုက်တက်မှာပဲဝန်ထမ်းမျိုးသားတစ်ယောက်ကသူမရဲ့ဖုန်းနံပါတ်ကိုလာတောင်းတာကြောင့်မိန်းကလေးကတွေ့ဝေးပြီးပေးလိုက်မိပါတယ်ဒါကိုအခန်းထဲကနေလှမ်းမြင်သွားတဲ့ CEO ကအခန်းပြင်ထွက်လာပြီးသူ့မကိုငါမင်းကိုဘယ်တော့မှထပ်ပြီးချစ်လာမှာမဟုတ်တော့ဘူးလို့ရဲရဲဆက်ဆက်ပြောချလိုက်ပါတော့တယ်